စပြီးလက်ရမှာဖြစ်ပါတယ်ရှေ့ကစုခဲ့တဲ့ပုံပေါ်တိုင်းပုံ1600ရှိရမှာလို့ 1x draw နဲ့ကျွန်တော်အချိန်20 TT လှည့်ပြရမှာဖြစ်ပါတယ်ပုံမှာတော့ euro တိုင်းပုံက400ပုံပေါ်တိုင်းပုံက1600ကောင်းလာပါဖြစ်ပါတယ်တရက်တရားတိုင်းပုံဖြစ်ခဲ့တဲ့ဥစ္စာ9ရက်မြောက်တဲ့နေ့မှာတော့ free ticket တစ်ခါရပါတယ်အဲ့ဒါပါနေရမှာဖြစ်ပါတယ်ပြီးရင်တော့ 1x draw နဲ့တစ်ချိန်ပြမှာဖြစ်ပါတယ်ဒါဆိုရင်တော့နိုဝင်ဘာလ9ရက်နေ့မှာကျွန်တော်တို့က59ချိန်ပြီးသွားရဖြစ်ပါတယ်နိုဝင်ဘာလ10ရက်နေ့မှာတော့ကျွန်တော်တို့တိုင်းပုံ130ပြီးတော့မှ daily draw နဲ့တစ်ချိန်လှည့်ပြမှာဖြစ်ပါတယ်နိုဝင်ဘာလ17ရက်နေ့မှာလည်းအဲ့လိုပါပဲတိုင်းပုံ130ပြီးတော့ဒီ daily draw နဲ့တစ်ချိန်လှည့်ပါမယ်နိုဝင်ဘာ12ရက်နေ့မှာတော့ကျွန်တော်တိုင်းပုံ130နဲ့ဒီ daily draw တစ်ချိန်လှည့်မယ်တိုင်းပုံစီအောင်ကျွန်တော် share ကြည့်ထည့်လိုက်တဲ့အတွက်ကြောင့်ကျွန်တော် free ticket နောက်ထပ်နှစ်ကတ်ထိုင်လာပါအောင်အဲ့ဒါပါတစ်ခါလေးတန်းပြီးတော့နေပြီပါဒါဆိုကျွန်တော်စုစုပေါင်းက64ချိန်ကြည့်ပြီးသွားပြီပဲဖြစ်ပါတယ်နိုဝင်ဘာ13ရက်နေ့မှာတော့ daily draw နဲ့ကျွန်တော်တစ်ချိန်ထဲမှာဖြစ်ပါတယ်နိုဝင်ဘာ14ရက်နေ့မှာတော့ကျွန်တော်တိုင်းပေါင်း900 reach အတွက်965လောက်ဖြစ်ပါမယ်ပြီးရင်တော့ daily draw တစ်ချိန်ထဲပါမယ်ပြီးရင်တော့နိုဝင်ဘာ15 16 19 18ရက်ထိမှာ daily 1 draw စီလက်ပြရမှာဖြစ်ပါတယ်နိုဝင်ဘာ18ရက်နေ့မှာတော့ကျွန်တော်တို့ကတိုင်းပေါင်း900ထဲပြီးရင်250တောင်းတဲ့အတွက်ကြောင့်မလို့ free ticket 16ကရပါတယ်အဲ့ဒါပါတစ်ခါလေးလက်မှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်စုစုပေါင်းက86ချိန်ကြည့်ပြီးသွားပြီပဲဖြစ်ပါတယ်ပြီးရင်တော့နိုဝင်ဘာ19ရက်ကနေပြီးတော့ဒီဇင်ဘာ2ရက်နေ့ထိကျွန်တော်တို့ daily draw နဲ့ဆက်ပြီးတော့ကျွန်တော်တို့ပြည်နေလို့ဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ကျွန်တော်အချိန်100တိတိပြီးသွားပြီဖြစ်ပါတယ်။အချိန်100ဆိုလို့ရှိရင်တော့ဒီလာရဲ့ဒီချက်ဟွာရတာဖြစ်ပါပြီ။ဒီလိုမှမရသေးဘူးဆိုရင်တော့နည်းနည်းပါးပါးပဲလိုပါလိမ့်မယ်။အဲ့ဒီတော့ကြောင့်မို့ကျွန်တော်ရဲ့လက်ချက်က1666ပေါင်းရှိတယ်။ဟို ACD ရနိုင်ပါတယ်။နောက်တစ် skin အကောင့်ဆင်းပြီးရည်ချင်တယ်ဆိုတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးပါ